ရေကုန်လေးဗျာနော်ဒီမှာရေကုန်လေးကဘာမှကတ်နာဗျာနော်ကျွန်တော်လည်းလူဖော်မြင်နော်ရေကုန်လေးကတော့တော်တော်လေးတော့လှရတယ်ဗျာမကြည့်နော်ရေကုန်ကြောက်ကတ်နေဗျာနော်ကျွန်တော်လည်းလူဖော်ရအောင်ဒီဘက်ဗျာနော်ခောက်လင်းသူကရန်လေးကဖွေးလာမြင်လားခောက်လင်းရန်တော့တော်တော်လေးတော့ဖွေးတယ်ပါနော်သူကရေကုန်သူကချော်မပေါဘူးဗျာနော်ဒီမှာအဲ့လူဖော်ကြည့်အောင်တော့ကတော့ညက်နေဗျာနော်ခဲသီးလေးတွေကြားထဲမှာညက်နေဒီကောင်ရင်ဖော်မရမှာပဲ့တော့မှလည်းကြောက်သေးဗျာနော်ကြောက်ကတော့မြုပ်နေတော်အောက်တွေရောဖော်ရမှာရရင်အဲ့လိုပဲဗျာနော်အရေကုန်ရရင်ထိုင်းတော့လာမယ်ထင်ပြန်တော့အလုံးကြီးပဲကြီးရတော့တောင်နားထောင်လေးအတောင်နားထောင်နော်ဒီမှာစိတ်လူနောက်နဲ့ရိုက်တာအသွားနဲ့ဆိုရင်ကံမတင်ပဲ့သွားမှာမဟုတ်ဘူးလှုပ်ကိုမလှုပ်သေးဘူးဗျာနော်ချက်ကြည့်မယ်ဗျာနော်ရရင်အဲ့လိုပဲကြောက်ကတော့ဒီကောင်နဲ့ညံ့တာဒီကောင်ဖယ်ရမှာဒီကောင်ရင်ဖယ်ရမှာဒီကောင်တော့စားကြောက်တွေပေါ့ဗျာနော်ကျွန်တော်ဒီစားနှုတ်တွေပဲ့သွားမှလဲစိုးရသေးရဲ့ဗျာနော်ဒီကောင်ဖယ်လိုက်တော့ရမှာထင်ပြီနှုတ်လို့ရဟာမြုပ်တာနော်ဒီမှာတွင်းနေတဲ့မှာမြုပ်တာမြင်လားမြုပ်တာတော်တော်ကြီးတယ်ဗျာလေကောင်တော့မိုက်ပြီဗျာနော်ကြားချင်းအဲ့လိုပဲ